အားလုံးပဲမင်္ဂလာပါကျွန်တော်က Crispy Crab ပါဒီနေ့ဗီဒီယိုမှာကတော့ Roller for Brero လို့ခေါ်တဲ့ဒီ game ကိုစောပြသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ဒါနဲ့ brother တို့က like and subscribe ဆိုတဲ့ button လေးကိုနှိပ်ပြီးဘေးက notification bell လေးကိုလည်းတီးခဲ့ပေးကြပါ brother တို့ကတော့ဘာမှမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်အတွက်တော့အားစိတ်တစ်ခွက်လို့အေးအားများစွာရရှိစေပါတယ်ဒီဘက်ကိုကြော်လိုက်ရင် roller ကြီးနဲ့ဖြစ်သွားမယ် 1.1k ဟာပျောက်သွားရတယ်ကွာ300မကြောက်600 800ကြောက်တယ်ကွာoh 1.4 yo 1.4ဒီဘက်ကိုမကြောနိုင်ဘူးကောင်လေးဒီဘက်မကြောနိုင်ဘူးမလားဟာယူမိသွားရဖင်သွားရဒါပေမဲ့လည်းကျွန်တော်ရခဲ့ပေါ့နော်ဗီဒီစပီနီနာဘုံပါတီတူဟုတ်ကဲ့အဲ့ဘယ်လိုလေးရလဲသူကနေသူတော့ကောင်းတာကောင်းပါတယ်ခင်ဗျာစပီနီနာဘုံပါတီတူက1000ထဲမှာ100စစချင်း1000နဲ့ရတာတော်ကောင်းတယ်တော်ကောင်းတယ်အဲ့ဒါ free bread တော့ okay free bread တော့ကျွန်တော်ဟိုဘက်ကိုဆက်သွားမယ်ဒီဘက်မှာတော့ဒါက skate roller shot ပေါ့ဒီဘက်က speed shot speed ကိုတင်လိုက်မယ်ပြီးရင်ဒိုးမယ်ဟိုဘက်ကိုကြော်နိုင်မလားအဲ့လိုကြီးလားအဲ့ဒါဆိုရတာပေါ့9.8k ယူမယူချင်သေးဘူး 1.5 မကြိုက်ဘူး 9.8 oh 67 ဟမ်ဟာဘာကြီးတော့ကွာမြန်တော့ငါမကြိုက်ဘူးအဲ့ဒါဒီကနေ့ကနည်းနည်းမုန်းတော့9.8ဒါနဲ့67အိုး10.8k တော့နေတိုင်းမို့ခိုးပြေးyes ရပြီ67ကျွန်တော်ရလာခဲ့ပါပြီဆိုတော့ကျွန်တော်ဒီမှာထားလိုက်မယ်ကွာလိုက်ကgroup တောင်လုံးစရာမလိုကွာ67ရတယ်အဲ့ဒါရတော့တော်တော်မိုက်သွားပြီyo ဘဒိုတော့အောက်က1 million အိုး67ပေးတာအိုးကပူချီနိုfruly ပေးတာfruly ဟာ67ထုံအေးတဲ့ upgrade တွေလာပုံနေကျေးဇူးပဲ bro ကျေးဇူးတင်ဝိုင်း awesome so thank you bro ထုံးစာဟူ67 fruly cappuccino cappuccino assassino 67 okay ပါနော်ဒီအကောင့်လေးချင်းကနေမန်းနီးတွေအများကြီးထုတ်လိုက်ပါမယ်ပိုက်စားပေးကြမင်းတို့ကောင်လေးကိုငါဟိုအကောင့်မင်းအဖေစီကနေကဲလာရတာပြီးကျွန်တော် roller ဝယ်မယ်roller ဝယ်မယ်10 million နဲ့ wow base upgrade လိုက်ဟိုဘက်ကupgrade မယ်ကွာ let's go TikTok ဘာလာဘုံPaul Hotspot level 138 oh my god 1 million oh my god ကျေးဇူး bro thank you bro thank you D1 SM thank you so muchကျွန်တော်ဒီကိုဒိုးလာအောင်မယ်speed ကနေတဲ့ချိန်မို့ရောက်လာမရောက်ဘူးဟာဟိုကတစားမစားရဘူးကဒီကနေပဲပြန်စားရတာမကုန်ပြီအဲ့ဒါရတော့တော်ကောင်းတယ်အဲ့ချက်ကတော့အဲ့ဘာမရောက်နိုင်ဘူးကွာမရောက်နိုင်တော့လဲမူဘီနီမကြောက်11k 11k မယူတဲ့ငါကောင်ကအဲ့ဒါငါပဲလी voice record ပြန်လုပ်နေတာ lucky block ယူမယ်ကွာအဲ့ဒါဆိုလဲ okay ပါအကောင်မ lucky block ရလာခဲ့ပါပြီဒါနဲ့နေပါအောင်ကျွန်တော် brain rot တွေသွားထားအောင်မယ် 3p trophy ပြီးရင်ကျွန်တော် free co camelo အပေါ်တက်မယ်တနေရာလေးရတာတော့ရောက် ballerina မထားဘူးချီထွက်ထားမှာအဲ့လိုလေဆိုစောင်းကောင်းတယ်ကွာ 2.6 million တောင် level 1ရှိတယ်โอเคပါကျွန်တော်100 million ပြည့်တော့မယ်ယူလိုက်တော့မယ်အကောင်စီကနေ
အဲ့ဆို100 million ပြည့်ပြီဒီyo ဘတော့အာ upgrade တင်လို့မရဘူးလေ base ကို100yo ကွာစပီပဲ upgrade တင်လိုက်တော့ပြန်ဒိုးမယ် let's go ဒီတကတော့ဒီကိုရောက်လာကျွန်တော်သိတယ်ဟိုဘက်ကိုဒိုးလို့မရ87 40 50 78 ပြောလို့မဆုံးဘူးမင်းတို့ကနေ159ဒိုးပြီဗျကန်ကောင်းသွားတာကွာတော်ရီယာကန်ကောင်းသွားလို့ငါဒီ brain တော့ရလာတာဟိုလိုဆိုရမှာမဟုတ်ဒါမှလည်းထားပါဒီ brain တော့လေးရတာဟိုကကျေးဇူးတင်အောင် lucky block ဖောက်မယ်ဘာကောင်ရမလား6 7ရတယ်ဗျာဘာမှလည်းမဟုတ်ကျွန်တော်ဒီမှာရှိပြီးသားဆိုတော့ဒီကောင်ထားလိုက်မယ်ကျွန်တော်ဒါနဲ့တောင်းပန်ချင်တာကကျွန်တော်နားကနေဟွာပေါ့အတန်ဗလန်စုညနာလေးကြားရင်နည်းနည်းတီးခံပြီးကြည့်ပေးကြပါလို့ပြောချင်ပါတယ်ဒီကောင်10 million ထိတန်လိုက်မယ် okay ပါ10 million ရဆိုတော့ကျွန်တော်ရလာတဲ့ 4 hotspot လေးထားမယ်ကျွန်တော်ရလာတဲ့ 4 hotspot ဒီကောင်နေစကနေပိုက်စံနေများများထုတ်ခိုင်းရမယ်ထုတ်ခိုင်းပြီးမင်းတို့ရဲ့အပေါင်းပါတွေကိုသွားကဲမယ်ကျွန်တော် roller ဝယ်လိုက်ရင်ကောင်းမလား please give me brain တော့တဲ့ကျွန်တော်တို့67ပေးလိုက် here you are rainbow ယူလိုက်မလားယူလိုက်ပြီရှုပ်လို့ရိုးဒီဘက်က brain တော့တွေတွားယူမယ် let's go ရောင်းနိုင်အောင်ကွာ A few moments later ကျွန်တော်ပြန်ရောက်ပါပြီကျွန်တော် 1.4 million update ကိုယူလာခဲ့ပြီပေါ့နော်ဒီမှာထားလိုက်ပဲ upgrade တင်ပေးလိုက်မယ်ဗျာမြန်မြန်ဆဆပြန်အောင်ဆင်းလိုက်မယ်အပေါ်တက်သွားတယ်ကျွန်တော်အပေါ်လိုက်တက်မယ်ဒီရောက်လာရရုပ်ဘတ်တို့ရောမင်းဘုံငါပေးရ5.6 billion oh my god 5.6 billion thank you so much bro thank you so much bro အရေးရလာတက်နေတယ်ကျွန်တော်ဒီဘေးကုန်းစကင်းကကျွန်တော်တတ်မှတ်လောက်ထားပါတော့ကျွန်တော်မှာဟိုအနီအောင်တံပါနဲ့မှထည့်ထားတဲ့အနီအောင်စကင်းလည်းရှိတယ်မသုံးညင်လို့ပေါ့နော်ပြင်းလို့ရခဏအောင် revert တဲ့အခု revert လုပ်လို့ရတယ်ကျွန်တော်ကြည့်မယ် revert ကိုပြီးကြရင်ဖိုက်ဆန်လေးယူပြီးပေါင်းဖုံးနေဆိုတာပေါ့နော်ဆိုတော့နည်းနည်းအားမကောင်း friend လာအပ်တယ်ပြန်အပ်ပေးလိုက်မှာကိုဖာနေပဲအင်ဂျယ်ယူလိုက်မယ်100 billion ရော့ okay ဗျာကျွန်တော်တို့တရားတွေ upgrade တွေများများတင်မယ်များများဆဆတင်မယ်ဗျာ1 billion 2 billion 3 7လောက်တော့ပဲစားဆိုတော့ let's go မင်းအရမ်းမြန်လုံးလို့မင်း line ပါလက်ကောင်း oh shit ရောသားမြန်လည်းမကောင်းပါဘူးလို့ကြော်လိုက်တော့ဒီပါဘူးတော့ဟိုရ line အရေးတွေလက်သွားတယ်စုံမယ်တက်မယ်မရဘူးကွာဆိုတော့အောက်ပြန်ဆင်းမယ်ပြီးရင်ဒီလောက်ကနေဒီပြင်းနေအချိန်ကြီးကတက်သွားတို့ကွာဒါဆိုရလောက်ပြီဟာအော်ဒီပြန်ဆင်းကွာရှုပ်လို့ရော့ငါပြောတော့အဲ့လောက်ပြောတော့ကွာအဲ့လောက်ကြီးကြမပြောတော့ဟေးရော့အဲ့လိုဖြစ်ရမှာ legendary area ရောက်နိုင်မလားဆိုတော့ကျွန်တော်နည်းနည်းစမ်းမယ်ပေါ့နော်ဆိုတော့လာစာကိုရောက်နိုင်မှာဘူးဟာကွာဒီဟာနဲ့တော့ဆိုတော့ကျွန်တော်ဒီနားမှာရှိတဲ့ brain rot တွေပဲဆက်ယူရမယ်စကမာပွားရပါလား1 million တိုင်းမြင်လိုက်လားငါလေလောဘကြီးနေလိုက်
1.7ငါပြောသားပဲ1 million လိုက်2 million ရှိတယ်ဟာ what the fuck တော့2 million ပဲယူတော့မှာပေါ့ဒိုးပြီကျေးဇူးပဲဗျ2 million ရသွားဟာအရေးတဲ့ကြော်ညာလာတက်တာငါမှပိုက်ဆံမရှိဘူးရိုးဘမရှိဘူးရိုးဘမဝယ်နိုင်ဘူးဟာရိုးဘမဝယ်နိုင်ပါဘူးဆိုလာပြီးတော့ရောင်းနေတယ်ဒါကျွန်တော်ထိတ်ဆုံးသွားတာလားကျွန်တော်ကိုယ်တိုင်ကျွန်တော်စွမ်းစားရည်နဲ့ရှာဖွေထားတဲ့ဘယ်လိုပြောမလဲရှာဖွေထားတဲ့အကောင်းဆုံးပဲတော့ပေါ့အဲ့ဒါသူအများကြီးတင်ပေးလိုက်မှာဗျာ4 million 6 million တော့ထိတင်ထားလိုက်များတင်ပေးတာဘာလို့လဲဆိုကျွန်တော်လက်စွမ်းရည်နဲ့လုံးဝရှာဖွေထားတဲ့နေရာမှာအကောင်းဆုံးပဲတော့မလို့ဒီကောင်များတင်ပေးမှာ Shelly's Pro နဲ့ဘာတော့လာအရေးတဲ့ကျင်ညာတက်နေတယ်ကျုံညာပြောတာကျင်ညာတော့ပြကုန်စကားလေးတောင်းတယ်11 million wow ရှယ်ပဲဟောင်းမှာတော့67နေကြီးတယ်3 trap ပါတာပုံ50 million ဒီမှာ5 billion or 12 trillion လောက်ကြီးရတော့ပျော်တော့ဘူးလို့အဲ့လိုအများကြီးထုံးမှာတော့ပျော်တော့ယောဟိုးကျွန်တော်ဘယ်သွားလဲအရေးတဲ့လာပြီးဒူးနဲ့ voice record လုပ်နေပါတယ်ဆိုစောင်းနာဟွာဖြစ်တယ်ရ10 trillion လည်းကျွန်တော်ဝယ်လိုက်တော့မယ်ဘာတော့ကျွန်တော်စောင်းဝါရတာပါအားလိုက်တော့ဗျာစပီပဲအကုန်တင်ပြလိုက်တော့မရတော့ပိုက်ဆောင်ကုန်သွား next upgrade က hacker upgrade ယူတယ်ကျွန်တော်ကြည့်ရတော့မင်းတို့အားတော့ရဟုတ်တော့ကျွန်တော်ဒီနေ့ဗီဒီယိုဒီမှာညနေပြစီ bye bye